Hello guys, welcome back to my channel ပါဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော်ရဲ့ healthy meal ပြင်ဆင်တဲ့ routine ကိုအားလုံးနဲ့တူတူမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကစားချင်တာကိုမစားဘဲနဲ့ကိုချစ်တဲ့အနေနဲ့ healthy food ကိုရွေးချယ်စားသုံးတာကလည်း self care တစ်မျိုးပဲဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့တူတူအဆုံးထိကြည့်ရှုပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရခင်ဗျာပထမဆုံးအနေနဲ့ကတော့ကျွန်တော်မနေ့ကနေပြီးတော့ဝယ်လာတဲ့ကစုံကိုပြုတ်ထားတဲ့ဥစ္စာကိုအခွန်ခွာပြီးတော့ရေခဲတစ်တားထဲမှာသိမ်းဖို့အတွက်ပြင်ဆင်မှာဖြစ်ပါတယ်။ဒီနေ့ပြင်ဆင်တဲ့ meal ကတော့ကျွန်တော်က lunch အတွက်တည်တတ်မယ်ကျွန်တော်ပြင်ဆင်ထားမှာဖြစ်ပါတယ်။ညဘက်ကတော့ကျွန်တော်ကဒီ salad ထားမှမဟုတ်ဘူးဆိုရင်ဒီကစုံကိုပြုတ်ကိုစားဖို့ကျွန်တော်ကရည်ရွယ်ထားခြင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်အနေငယ်ကစပြီးတော့ကိုယ့်အနေကိုနေရထိုင်ရတာအဆင်မပြေဘူးဆိုတာတဖြည်းဖြည်းသိလာတယ်။အသက်ရှူမဝတာမျိုးတွေနောက်ဒီကိုယ်ခန္ဓာကလေးပင်နေတဲ့ခံစားချက်မျိုးတွေတောက်လျှောက်ခံစားလာရတယ်ပေါ့နော်။အဲဒီအတွက်မစားကျင်တော့လေဒီနေ့ရစပြီးတော့ကျွန်တော်ကဒီတလားလောက်ကို healthy meal စားမယ်အစားအသောက်ကလေးတွေကိုစင်ချင်းနဲ့စားသုံးသွားမယ်ဆိုပြီးတော့ကိုယ့်ရဲ့ target ကလေးချပြီးတော့ဒီ healthy meal လေးကိုပြန်ပြီးတော့ပြင်ဆင်ပြီးတော့စားဖြစ်တာဖြစ်ပါတယ်ကိုရိုင်းကဟင်းချက်ရတာဝါသနာပါပြီးတော့ဟင်းချက်တက်တဲ့သူလည်းဖြစ်တဲ့အတွက်အမြဲတမ်းကိုဒီအစီစိတ်နေပါတဲ့အစားအသောက်တွေချက်စားလေးရှိတယ်နောက်ပြီးရင်ငပိချက်တို့ငါများရေးဖြောငပိရေးစသဖြင့်ပေါ့နော်ဒီမြန်မာအစားအစာတွေကိုအရင်ဆိုင်နှစ်သက်တဲ့အတွက်နေ့တလူကအစားဖြစ်တာများတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာအိမ်နဲ့လည်းဝေးနေတဲ့အချိန်မှာကိုယ့်ဟာနဲ့ကိုယ်ယူဆရမယ်ဆိုတာသိတဲ့အတွက်တဖြည်းဖြည်းရှင်းရှင်းလေးနဲ့အစားအသောက်ကလေးတွေကိုစားဖြစ်လာပါတယ်ကျွန်တော်ကတော့ဒီနေ့အတွက်ပေါ့နော်ပြင်ဆင်မှုအတွက်ကိုလွန်ခဲ့တဲ့3ရက်လောက်ကနေပြီးတော့ဈေးမှာသွားပြီးတော့ဝယ်ထားတဲ့အသားတွေရှိတယ်ဒီကြက်သားတို့ငါတို့အကုန်လုံးကိုကျွန်တော်စီကြောတန့်စင်ပြီးတော့အရသာတွေပါနေပြီးတော့ရေခဲတစ်တာထဲမှာ freeze လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှကျွန်တော်ကစပြီးတော့ဒီ lunch box ကိုပေါ့နော်ကျွန်တော်စပြီးတော့ prepare လုပ်ဖြစ်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ချက်သားကိုဒီစားရဲမရုပ်ကောင်းရင်းနဲ့ဒီနှက်ထားတာဖြစ်ပါတယ်ဒါကတော့ကညွတ်ပါနောက်တစ်ခုကတော့ salmon ပေါ့နော် salmon ကပတ်စံချွေတာခြင်းလို့ဒီကန်ထဲက salmon ကိုဝယ်ခဲ့တာဒါပေမဲ့အရင်မကောင်းဘူးအဓိကအယူပါတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်အမှန်တကယ်ကတော့ rice berry စားခြင်းလားmarket မှာ rice berry ရှာလို့မတွေ့တဲ့အခါကျတော့ဒီ red rice ဆိုပြီးတော့ပေါ့နော်ဒီသူတို့ရဲ့ data ထွက်တဲ့စံတစ်ခုကိုကျွန်တော်စမ်းစာကြည့်ဖို့ဝယ်လာဖြစ်ပါတယ်ကျွန်တော်က normally ကတော့ဒီတစ်ခွက်ကိုlunch ပေါ့နော်အဲ့လိုပုံစံမျိုးစားရဒါပေမဲ့ကျွန်တော်ဒီနေ့မှာကတော့ဒီ red rice ကိုနှစ်ခွက်ချိန်ပြီးတော့9ရက်စာကျွန်တော် prepare လုပ်မှာဖြစ်ပါတယ်ပထမဆုံးဆန်ကိုရေးစီးပြီးတော့ဒီအပားငါးတွေဒီ grill လုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာရေးစီးပြီးတော့ထမင်းကိုအရင်ဆုံးတည်ထားဖို့ပြင်ဆင်ပါမယ်နောက်ထပ်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်ကရေထဲကိုစားနေငယ်ထည့်ပြီးတော့ကျွန်တော်ဒီ grill လုပ်မဲ့အတီးရွက်တွေပေါ့နော်ဒါတွေကိုကျွန်တော်စားနဲ့ရေနိုင်ဝက်လောက်စိန်ထားလိုက်ပါမယ်
ကဲအခုဆိုရင်တော့ကျွန်တော်စတင်ပြီးတော့ချက်ပြုတ်ဖို့လုပ်ပါတော့မယ်ပထမဆုံးအနေနဲ့ကျွန်တော်ဆယ်မွန်လေးတွေကိုရေစစ်သွားအောင်ကျွန်တော်တီရှူးလေးနဲ့ရေဆုပ်လိုက်ပါမယ်ပေါ့နော်ဆယ်မွန်ကအရင်တော့တန်တယ်ဒီဟာတပူးလုံးကိုကျွန်တော်မြန်မာငွေ1,900လောက်ပဲပေးရတယ်ပေါ့နော်ဆယ်မွန်ကအရင်တန်တယ်ဒါပေမဲ့ခုနပြောသလိုပဲယူပါတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ရေနွေးဦးတည်ထားပြီးတော့ရေနွေးဆူလာတဲ့အခါမှာစီလေးအနှဲငယ်ထည့်ပြီးတော့ကျွန်တော်အရွက်တွေကိုကျွန်တော်ပြုတ်လိုက်ပါမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော် olive oil လေးထည့်ပြီးတော့ဒီ salmon ကို grill လုပ်ပါမယ်အမှန်တကယ်ကတော့လေ salmon ကသူ့ရဲ့အရေးပုံကစီထွက်တယ်ပေါ့နော်တခါတလေကြာလည်းကျွန်တော်အဲ့ဒီစီနဲ့ပဲgrill လုပ်လို့ရှိတယ်တခြားဒီဥစားဒီ olive oil လေးပိုင်းမထည့်တော့ဘဲနဲ့ပေါ့နော်ကျွန်တော်ကတော့အမြဲတမ်းစက်သွန်ဖြူလေးထည့်ပြီးတော့နဲ့အမှန်ပြအောင်လို့ကြော်လေးရှိပါတယ်ပြီးရင်တော့ကျွန်တော်ဟာခုနကျန်တဲ့စီလေးထဲမှာမိုးပေါ့နော်မိုးကိုထည့်ပြီးတော့စားလေးနည်းနည်းဖြူပြီးတော့ကျွန်တော်တို့ကို grill လုပ်ပါမယ်တခြားကျန်တဲ့အသီးရွက်တွေပေါ့နော်ကျွန်တော်ထည့်မဲ့အသီးရွက်တွေကိုလည်းခုနကလိုပဲဒီပန်ထဲမှာထည့်ပြီးတော့grill လုပ်လိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်နောက်နေ့တွေမှာပေါ့နော် microwave ထဲမှာအဆင်သင့်နှွေးစားလို့ရအောင်ကျွန်တော်ဒီ microwave အသုံးပြုလို့ရတဲ့ကော်ပူလေးတွေမှာကျွန်တော် portion လေးတွေခွဲပြီးတော့ကျွန်တော်ထည့်ထားလိုက်ပါမယ်
အခုဆိုရင်တော့ကျွန်တော်ကpotion လေးတွေခွဲပြီးတော့ထည့်ပေးသွားပြီပေါ့နော်နောက်ရက်ဒီမှာကျွန်တော်freeze လုပ်ထားတဲ့အထက်ကနေပြီးတော့ကျွန်တော်ထုတ်ပြီးတော့ microwave ထဲမှာ3 minutes လောက်ကျွန်တော်အပူပေးလိုက်တာနဲ့အလွယ်တကူစားသုံးလို့ရတဲ့အရသာရှိတဲ့ healthy meal လေးတွေကိုပြင်ဆင်လုပ်ပြီးသွားပါပြီOkay lunch box ကအေးလဲခံလို့ပြီးသွားပြီဆိုရင်ကတော့ကျွန်တော်ကဒီလို plastic weapon လေးတွေပတ်ပြီးတဲ့အခါကျရင်ဘူးလေးအဖုံအောက်ပြီးတော့ကျွန်တော်ကဒီ freezer ထဲမှာခဲထားမှာဖြစ်ပါတယ်။နောက်နေ့မနေ့ပြန်စားမဲ့ဟာကိုဒီနေ့ညမျိုးမှာ deep freeze လုပ်ပြီးတော့နောက်နေ့မှာ microwave ထဲမှာ3 minutes လောက်ကျွန်တော်နှွေလိုက်တဲ့ဆိုရင်အဆင်ပြေနဲ့စားလို့ရပါပြီအဲ့တော့ရုံးသမားကျောင်းသမားတွေအတွက်လည်းအရင်လွယ်ကူပြင်ဆင်ပြီးတော့အဆင်ပြေတဲ့ healthy meal lunch box လေးဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်က freeze လုပ်ဖို့ ready ဖြစ်ပါပြီအဲ့တော့ဒီပူလေးတွေကိုကျွန်တော် freezer ထဲမှာထည့်ထားလိုက်မှာဖြစ်ပါတယ်freezer ထဲထည့်လို့ပြီးသွားပြီဆိုတော့နောက်ဆုံးအနေနဲ့ကတော့ချက်သားပြုတ်ရည်ထဲမှာကျွန်တော်ငဖယ်လုံးလေးတွေကိုထည့်ပြီးတော့နောက်နေ့ကျရင်ပြန်ပြီးတော့နှွေးပြီးတော့ဒီပြင်ခွာရွက်တို့ပဲရင်ပေါက်တို့နဲ့ထည့်ပြီးတော့ပြန်ပြီးတော့ဟင်းရည်အဖြစ်သုံးဆောင်မှုအတွက်ကိုကျွန်တော်ပြုတ်ထားလိုက်ပါမယ်ခင်ဗျာအားလုံးနဲ့ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့เนาะနောက်ဗီဒီယိုမှာအားလုံးနဲ့တူတူပြန်လည်ပြီးတော့ဆုံပြကြပါမယ်เนาะ